အားလုံးပဲမင်္ဂလာပါဆက်ဆက်ကြော်နီပေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ဘဝဆိုတာအခက်ခဲလားနော်ကျွန်တော်လူဘဝဆိုတာကမွေးဖွားတယ်မွေးဖွားပြီးလို့ရှိရင်သိဆုံးမယ်ဒါအမှန်တရားပဲအဲ့ကြားထဲမှာမှကျွန်တော်တို့ဘယ်ကနေစပြီးခက်ခဲလာလဲဆိုကျွန်တော်မွေးဖွားပြီးကစပြောကြလို့ရှိရင်ကလေးငယ်လေးစပြီးဘာမှမပြောတဲ့မဆိုတဲ့ဘဝကနေစပြောကြတော့ခက်ခဲလေးစပြီးကြုံရပါတော့တယ်ဒါကကျွန်တော်တို့မမိလို့ဖြစ်ပါလိမ့်မယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမတခုခုဘိုက်စာတာမျိုးတို့နောက်ပြီးလို့ရှိရင်တခုချင်းကြိုက်တာမျိုးတို့ခန္ဓာကိုယ်ပူတာမျိုးတို့အေးတာမျိုးဆိုလို့ရှိရင်ဒါကလေးတွေစပြီးငိုတယ်ငိုတယ်ဆိုတာအကြောင်းတစ်ခုရှိလို့ငိုတာပေါ့လေဥပမာနဲ့ပြောပြဆိုလို့ရှိရင်အကြောင်းအရာတစ်ခုရှိလို့ငိုတာအဲ့ဒီကစပြီးကြလို့ရှိရင်ကျွန်တော်တို့တွေစပြီးခက်ခဲလာတော့တာပဲနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်ကနေပြီးဆက်သွားလဲဆိုကြတော့ကျွန်တော်တို့တွေစပြီးကြလို့ရှိရင်ဝင်လျာမောက်တက်လာတယ်အဲ့မှာရန်ကြီးမခက်ခဲသေးဘူးနောက်ပြီးလို့ရှိရင်လေးဘက်ထောက်လာတယ်အဲ့မှာလည်းမခက်ခဲသေးဘူးဒါပေမဲ့ဘယ်ချိန်မှစပြီးခက်ခဲလာဆိုမတက်ရဖို့အခြေအနေစပြီးမတက်ရနိုင်ဖို့အခြေအနေတစ်ခုကစပြီးခက်ခဲလာတယ်လမ်းလျှောက်တတ်ဖို့စပြီးခက်ခဲလာတယ်အဲ့ဒီအခြေအနေတစ်ခုမှာကလေးကလည်းမတက်ရလို့ရှိရင်လဲကြမှာကြောက်တယ်နောက်တစ်ခုကကြလို့ရှိရင်မိဘတွေကကြလို့ရှိရင်လည်းကလေးလဲကြလို့ရှိရင်တန်ရရမှာကြောက်တယ်အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့တွေကကြောက်စိတ်တွေစပြီးဝင်ပါတယ်ရောအဲ့ဒီချိန်ဒီမှာဘလို့လူမျိုးတွေကထပြီးတော့မြင်မတက်ရနိုင်လေမြင်လမ်းလျှောက်တက်လဲဆိုလို့ရှိရင်ပထမဆုံးအနေနဲ့လဲကြမှာမကြောက်တဲ့ကလေးတွေကစပြီးကြတော့လမ်းလျှောက်တက်လာတယ်မတက်ရမှာမကြောက်တဲ့လူတွေလဲကြမှာမကြောက်တဲ့လူတွေစပြီးတော့ကြတော့မြင်လမ်းလျှောက်တက်တယ်မြင်မတက်ရက်တက်တယ်ပေါ့လေနော်အဲ့လိုအခြေအနေမျိုးဖြစ်တယ်ပေါ့လေဥပမာဆိုလို့ရှိရင်အဲ့ဒီအခြေအနေမှာဆိုလို့ရှိရင်ပဝန်းကျင်တစ်ခုရှိတယ်အဲ့ပဝန်းကျင်ပါလဲဆိုမိဘဆိုတဲ့ပဝန်းကျင်တစ်ခုရှိတယ်ဗျမိဘဆိုတဲ့ပဝန်းကျင်ကကလေးလဲကြမှာတော့ကြောက်တယ်ဒဏ်ရာရမှာတော့ကြောက်တယ်ဒါပေမဲ့သူတို့ကလေးကိုလည်းမတည့်ရက်စေခြင်းတယ်နော်အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ကလေးကလည်းလဲကြမှာကြောက်တဲ့အခြေအနေပဝန်းကျင်ကလည်းလဲကြမှာကြောက်တဲ့အခြေအနေမှာကလေးတယောက်ကမတည့်ရက်ဖို့ဖြစ်နိုင်မှာမလားမြင်မတည့်ရက်နိုင်မှာမလားဆိုတဲ့အခြေအနေတစ်ခုရောက်လာတယ်အဲ့ဒီအခြေအနေမှာဆိုလို့ရှိရင်ကလေးကမတက်ရနိုင်မှာမလားဘယ်အချိန်မှာမတက်ရနိုင်လဲအဲ့ကလေးရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ကြောက်စိတ်ကိုတွန်းလှန်နိုင်တဲ့နေ့အဲ့ကလေးကစပြီးတော့ဖြည်းဖြည်းချင်းလဲကြလိုက်မတက်ရလိုက်လဲကြလိုက်ထလိုက်လဲကြလိုက်ထလိုက်နဲ့ကြာတော့မတက်ရနိုင်သွားတာပေါ့နောက်ဆုံးအောင်မြင်မှုတစ်ခုပေါ့လေနော်အဲ့ဒီအခြေအနေတစ်ခုမှာဆိုလို့ရှိရင်ပုံမှန်ကြည့်ရင်ဘာမှမဟုတ်ဘူးဆိုပေမဲ့အဲ့ကလေးရဲ့ရင်ထဲအဲ့ဒီမိဘရဲ့ရင်ထဲမှာအောင်မြင်ဆုံးအခြေတစ်ခုဖြစ်တယ်ပေါ့လေနော်ကျွန်တော်တို့လိုပါပဲဘဝကဖြည်းဖြည်းနဲ့ခက်ခဲလာတဲ့အခြေအနေမှာလူတွေကဘယ်လိုပြောရမလဲတက်ကြီးလာတယ်ဆိုလို့ရှိရင်ဖြည်းဖြည်းနဲ့ခက်ခဲမှုတွေပိုပြီးများလာတယ်ပိုပြီးကြာရှုံးမှကြောက်လာကြတယ်ပိုပြီးလဲကြမှကြောက်လာကြတယ်ပေါ့လေနော်အဲ့လိုလဲကြမှကြောက်နေတဲ့အခြေအနေမှာပဝန်းကျင်ကရင်လိုပဝန်းကျင်မျိုးမဟုတ်တော့ဘူးကျွန်တော်ငယ်ကကြုံခဲ့တဲ့ပဝန်းကျင်ကအားပေးတယ်လဲကြမှာကြောက်တယ်ဆိုရင်ဘေးမှာဝိုင်းထူတယ်ကုဖို့အတွက်ကအဆင်တင်းရှိတယ်ဒါပေမဲ့ကျွန်တော်အတက်ကြီးလာတဲ့မြန်ပဝန်းကျင်ကကြာရှုံးမှာပိုပြီးလိုလာတယ်အောင်မြင်မှာကြောက်တယ်အဲ့လိုပဝန်းကျင်မျိုးတွေဖြတ်တန်းနေရတဲ့အခြေအနေမျိုးမှာအောင်မြင်သွားတဲ့အခြေအနေမှာဆိုလို့ရှိရင်တော့သူတို့တွေကဝမ်းတာတယ်လို့နဲ့စိတ်ထဲမှာမကြည်နဲ့တာမျိုးတွေရှိတတ်တယ်ဒါကမကောင်းတဲ့ပဝန်းကျင်တစ်ခုပေါ့လေနော်ဒါပေမဲ့ကောင်းတဲ့ပဝန်းကျင်ရောမရှိဘူးလားဆိုလို့ရှိပါတယ်ခုလိုမျိုးပဲကိုယ်အောင်မြင်စေခြင်းနဲ့မိဘလိုမျိုးတငယ်ချင်းလိုမျိုးတငယ်ချင်းတောင်မှတငယ်ချင်းကောင်းလိုမျိုးလူတွေကတော့အောင်မြင်စေခြင်းကြပါတယ်ခဏကကျွန်တော်တို့တွေကအများတော်အဖြစ်မိတ်ဆွေစစ်တငယ်ချင်းစစ်တငယ်ချင်းကောင်းဆိုတာဖြည်းဖြည်းနဲ့ရှားလာတယ်ပေါ့လေအဲ့တော့ကြောင့်မလို့အခက်အခဲပိုကြုံနေဒါပေမဲ့ကျွန်တော်တို့အခြေအနေမှတ်တဲ့တစ်ခုကတော့အတူတူပါပဲကြာရှုံးတဲ့အခြေအနေမှာမကြောက်နဲ့လဲကြမှာလည်းမကြောက်နဲ့ကြာရှုံးမှာလည်းမကြောက်နဲ့နော်အဲ့ဒါကြောင့်မလို့ကြာရှုံးမှာကြောက်နေတဲ့၍ကြောက်စိတ်ကိုမထုတ်နိုင်သေးတဲ့၍ကျွန်တော်တို့ရဲ့ဘဝကအောင်မြင်ဖို့နဲ့အလံဝေးနေအောင်ပါပဲအဲ့ဒါကြောင့်မလို့ကြောက်စိတ်ကိုမကြောက်နဲ့ကိုလှုပ်ရှားရှိတာကိုစက်တိုက်လို့ပဝန်းကျင်ကိုလည်းကိုကမှန်နေရထင်တယ်ဆိုရင်ပဝန်းကျင်ကိုလည်းကောင်းတဲ့ထင်မနေနဲ့ကိုတွားစရာရှိတဲ့လမ်းကြောင်းကိုဆက်ပြီးတွားတနည်းမုံချအောင်မြင်လိုက်မယ်ခုကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးမှာလည်းအောင်မြင်ခြင်းနဲ့ပုံပန်းတိုင်ရှိလိမ့်မယ်ပဝန်းကျင်ကောင်းနေရှိလိမ့်မယ်မကောင်းတဲ့ပဝန်းကျင်ဆိုတော့အမြဲတမ်းရှိနေပါတယ်ကောင်းတဲ့ပဝန်းကျင်ကလည်းရှိလိမ့်မယ်ပေါ့လေနော်အဲ့လိုအခြေအနေမျိုးမှာ
ကျွန်တော်တို့တွေဆက်ပြီးတော့အောင်မြင်အောင်ကြိုးစားကြပါလို့ပဲတိုက်တွန်းပါတယ်ကျွန်တော်အခုပြောခဲ့တဲ့စကားလုံးတွေဗီဒီယိုတွေကအောင်မြင်ဖို့အတွက်အထောက်အကူလေးနည်းနည်းလေးဖြစ်ရင်တော့ကျွန်တော်ကျေနပ်ပါတယ်ဗျာဒီအားလုံးကိုကျေးဇူးတင်ပါတယ် Thank you for watching.